大家好，这个给大家看一下，它这也是真的很好看，而且它这是也是用红宝石镶嵌的，而且它这是用银托镶嵌的，而且表面上的话就是它这个台后面上的话就是配了那个金箔的那种，倒是挺好看的啊。这些都是缅甸天然的红宝石，而且缅甸某国长口的，然后宝石的颜色也是比较正一点的那种，火彩比较正，倒是挺好看的。在自然光下的话，就是真的很好看。有一些的话就是粉红色的，知道吗？很好看的。它这是耳钉，知道吗？耳钉大一点的。如果是喜欢戴大的，真的很适合它这个，很好看的。而且它这个价格，两个一起价格的话就是8000人民币，它这个价格的话就是8000人民币哦。如果喜欢的话可以私信了啊，谢谢大家。Hello，阿龙妹明喇叭线哪里啊？叫做那个里巴诺哪里？那边送的烟来喏，哪里说是ပထမလေးနဲ့ထည့်ခတ်ထားလေးပါရှင့်ဒါလေးပထမလေးနဲ့ထည့်ခတ်ထားပါပြကြတော့ဒါလေးကကျတော့ငွေထည့်လေးပေါ့နော်ငွေထည့်ခတ်ထားပါရှင့်ဒါလေးရမ်းလာတယ်ကြပါအောင်မကိုပထမနဲ့ထွဲလေးပေါ့နော်ရမ်းလာအဲကြောက်လေးကြောက်ဒါလေးလာပါတယ်ရှင့်ဒါလေးဆိုလို့ရှင့်ပြကြတော့ဒါလေးကကျတော့ငွေထည့်လေးနဲ့ထည့်ခတ်ထားပါပြဒါလေးဈေးလေးကကျတော့ပေါ့နော်20ပါရှင့်ဒါလေးဈေးလေးက20ပါချက်လို့ရှင့်တော့လာခဲ့ပြီပေါ့နော်စီမလာခဲ့ပြီပေါ့နော်ဒါလေးရမ်းလာပါတယ်ရှင့်